ပုံလေးကတော့တက်ပြောင်းလေးပါโอเคဒါကတော့ပါတဲ့ accessory တွေဖြစ်ပါတယ်accessory တွေကိုကျွန်တော်ထပ်ပြီးတော့ပြောရလို့ရှိရင်ကျွန်တော်တို့ Mayfax တွေဝယ်တိုင်းမှာပါတတ်တဲ့ကြိုက်တဲ့ကျွန်တော်ကြိုက်တဲ့ပုံစံလေးကဒီလက်တွေကိုသီးသန့်ကြီးကော်အန်ခွက်ထဲမှာပဲထည့်ပေးတာမဟုတ်ဘဲနဲ့လက်တွေကိုတက်ဖို့အတွက်ဒီလိုမျိုး stand လေးတွေအချောင်းလေးတွေပါတတ်တယ်အဲ့တော့ကျွန်တော်ကလက်တွေကိုတောင်းတိုင်းမပြောက်တော့ဘူးပေါ့နော်ကိုလိုချင်တော့မှပဲဖြုတ်ပြီးတော့figure မှာတက်မယ်ပြီးရင်ဒီထဲမှာပြန်ထည့်ပြီးတော့ကျွန်တော်သိမ်းထားလို့ရတယ်ပေါ့နော်ဒါကကျွန်တော်Mayfax တွေဝယ်တိုင်းမှာတွေ့ရတတ်တဲ့ပုံစံလေးဖြစ်ပါတယ်ကျွန်တော်ရဲ့ထုံးစံတိုင်းကျွန်တော်ကဒီ accessories တွေကိုပျောက်မသွားအောင်လို့ခုလိုမျိုး box လေးတစ်ခုထဲမှာကျွန်တော်ထည့်ထားလိုက်ပါမယ်ဒီ box လေးကPunisher ဝယ်တော့ကကျွန်တော်လက်ဆောင်ရတဲ့ box လေးပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာထည့်ထားလိုက်မယ်ပြီးရင်တော့နောက်နေ့ရုံတက်တဲ့ခါကျလို့ရှိရင်ဒီမှာ logo ရဲ့ logo လေးကိုကျွန်တော် print ထုတ်ပြီးတော့ကတ်ထားလိုက်မယ်ဒါဆိုရင်သူ့တက်က okay ပါပြီOkay အဲ့ဒီတော့ articulation တော့ကျွန်တော်အများကြီးလုံးမပြတော့ဘာဖြစ်လို့လဲဆိုတော့YouTube ကဗီဒီယိုတွေမှာကျတော့သူက sponsor ရရင်လည်းရနိုင်တယ်ပေါ့နော်ပြီးတော့3နိုင်ဖြုံးနိုင်တဲ့ကောင်လေးဆိုတော့ကျွန်တော်ကတော့ဒီလိုကောင်လေးတစ်ကောင်ရဖို့မနေ့ချစ်ကုတ်ပြီးမှဝယ်ရတာဖြစ်တဲ့အတွက်ကြောင့်articulation လုပ်ပြရင်လည်းကျိုးသွားမှာဆိုလို့ပေါ့နော်လုံးမပြရတော့အဲ့တော့နည်းနည်းလေးပြမယ်ဒီပေါင်ကြားကြွနော်ပေါင်ကြားကြွရ butterfly ကြွရင်ကိုသုံးထားတယ်နှစ်ဖက်ပေါ့နော်နှစ်ဖက်ဒီလိုလေးနှစ်ဖက်သွားတဲ့ join လေးကိုသုံးထားတယ်ပြီးတော့နည်းနည်းပို့ပြီးတော့ဒူးတယ်ကြီးမားလေးသုံးထားရတဲ့အတွက်ကြောင့်ပေါင်ကြား join ကျိုးဖို့ကတော့မဖြစ်နိုင်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်သတိထားပြီးတော့ကန်ရမယ်ဒူးစစ်ဆိုရင်ဒီမှာဒူးစစ်က double join တော့မဟုတ်ဘူးနော် double join တော့မဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်ဒူးဖုံးမမြင်ရနိုင်ဘူးပေါ့နော်အခြားသောဟွာတွေမှာဆိုလို့ရှိရင် double join တွေပါတတ်တယ်ဥပမာအဖြစ်Black Panther မှာဆိုလို့ရှိရင် double join ပါတယ်ထင်တယ်ကျွန်တော်ကြည့်မယ်ဟုတ်တယ် Black Panther မှာဆိုလို့ရှိရင်ဒီလိုမျိုး double join ပါတယ်အဲကြောင့်ကျွန်တော်ကဒီလိုပေါင်ကနေတစ်စစ်ဒီလိုချိုးလို့ရတယ်လို့ခြေသလုံးကလည်းတစ်စစ်ဒီလိုမျိုးထပ်ပြီးချိုးလို့ရတယ်ဟောဒီလိုမျိုးနှစ်စစ်ချိုးလို့ရတယ် Black Panther ရဲ့ double join ပါသူလည်း Mayfax ပဲပေါ့နော်ဒါပေမဲ့ Logi ကတော့ double join မပါဘူးကျွန်တော်ထင်တယ် Black Panther ကြတော့ကျွန်တော် martial art ရဲ့မှာ master တကောင်လေးဖြစ်တယ်ပေါ့နော်ပြီးတော့တိုက်ခိုက်ရေးအရင်လုပ်ရတယ်လိုဂီကကြောင့်အဲ့လောက်ကြီးတိုက်ခိုက်ရေးမလုပ်ရဘူးသူကအမြဲတမ်းပုံလိုက်ကွယ်လိုက်နောက်ကွယ်ကနေဓာတ်နဲ့ထိုးလိုက်လုပ်နေတဲ့ကောင်တစ်ကောင်ဖြစ်တဲ့ကြောင့်သူကဒီ position တွေအများကြီးပေးဖို့မလိုဘူးလို့ကျွန်တော်ယူဆတယ်အဲအကြောင်းမလို့ double join မထည့်ပေးတာလည်းဖြစ်နိုင်ပါတယ်ပြီးတော့သူဒီခြေသလုံးကလည်းဒီလိုမျိုးထပ်ပြီးတော့ဒီလိုထပ်ပြီးတော့လှုပ်လို့ရတယ်နော်ဟိုဘက်ဒီဘက်ကိုဒီလိုထပ်လှုပ်လို့ရတယ်အဲ့တော့ဒီနားမှာအစစ်တစ်စစ်နဲ့ပြန်သွားထားပုံရပါတယ်နှစ်ဖက်စလုံးအဲ့ဒီတိုင်းပါပဲနောက်ခြေချင်းဝတ်ကခြေချင်းဝတ်ကဒီလိုလှုပ်လို့ရတယ်ပြီးတော့ဒီခြေထိပ်ပြားလေးလည်းကြာနေသွားလို့ရတယ်နော်အဲ့တော့ဒါ6ရောက်တစ်ချောင်းရဲ့အခြေအနေโอเคလက်သွားမယ်ဆိုရင်လက်ကလက်မောင်းကဒီမှာသွားလို့ရတယ်လက်မောင်းကလက်အစုံကဒီလိုစိုက်ကယ်အနေနဲ့လည်းဒီလိုသွားလို့ရတယ်နော်ဒီလိုလှုပ်လို့ရတယ်ဒါပေမဲ့ဒီနားမှာတစ်စစ်မပါဘူးပေါ့နော်အချို့ဟာတွေဆိုလို့ရှိရင်figure ဆိုလို့ရှိရင်ဒီလက်မောင်းနားမှာတစ်စစ်ဒီလိုမျိုးလေးတဲ့လို့ရတာရှိတယ်ဒီကောင်ကတော့တစ်ဆက်သေးကြီးပဲပေါ့နော်ဘာလို့မရဘူးBlack Panther ဆိုရင်လည်းအဲ့လိုပဲပါတယ်ကျွန်တော်ထပ်ပြပေးမယ် Black Panther Mayfax နဲ့ Ocean okay ဒီမှာ Black Panther ဆိုရင်လက်မောင်းကဒီလိုမျိုးထပ်ပြီးထုတ်လို့ရတယ်သူ Logi မှာတော့အဲ့လိုမျိုးမပါဘူးပေါ့နော်ပြီးတော့သူ့ရဲ့တကောင်စစ်ကတော့ဒီမှာတော့ double join မှာဒါပေမဲ့ double join လို့ဆိုပေမဲ့တကောင်စစ်ကတော့ဒီမှာ double join မှာ double join လို့ဆိုပေမဲ့ဒီလက်ဒီနားပေါ့နော်ဒီနားကတော့ကောင်းကန်းဒီလိုလှုပ်လို့ရပါမယ်ဒီအပေါ်အစစ်ကတော့အများကြီးလှုပ်လို့မရပါဘူးဒီအပေါ်အစစ်ကအများကြီးလှုပ်လို့မရဘူးdouble join အစစ်မဟုတ်ဘူးပေါ့နော်တစ်စစ်သေးပဲပြောလို့ရမယ်တစ်စစ်သေးအပေါ် join ကတော့နည်းနည်းလေးပဲလှုပ်လို့ရတဲ့ပုံစံမျိုးလေးပါဒါကတော့သူ့ရဲ့ articulation ရဲ့အားနည်းချက်လေးပေါ့နော်ကျွန်တော်အားနည်းချက်လို့လည်းမယူဆပါဘူးဘာလို့ဆိုတော့ Logi က position အများကြီးပေးရမယ် fighter တကောင်မဟုတ်ဘူးနော်အဲဒါကြောင့်မလို့ fight ပါတယ်တော်တော်မိုက်တယ်ခေါင်းဆိုလို့ရှိရင်လည်းလွယ်တကူဖြုတ်လို့ရတယ်နောက်တစ်ခေါင်းတက်လို့ရတယ်ဒီခေါင်းထဲမှာဒီလိုအစစ်ပါတယ်နော်အစစ်ပါပြီးဒီဟာကလည်းဒီလိုအစစ်ဒီလိုမျိုးသွားလို့ရသေးတယ်တဲ့လို့ရတယ်ပေါ့နော်ဒါ articulation ကဒီလောက်လေးပဲလုပ်ပြပါမယ်အဲ့ဒီအတွက်စိတ်ဆိုးပါနဲ့နော် okay အဲ့တော့ကျွန်တော် size လေးထပ်ပြီးတော့ comparison လုပ်ကြည့်အောင်နော်ဒါ Logi နဲ့ဆိုတော့ကျွန်တော်ခေါ်ပြနေတယ် Black Panther နော် Black Panther ဒီကောင်နှစ်ကောင်ရှင်းကြည့်မယ်ကောင်ရှင်းကြည့်မယ်အရက်က Logi ကနည်းနည်းလေးတာနေတယ်ပေါ့နော်နည်းနည်းလေးရက်ကိုမြင့်တယ်အဲဒီကျွန်တော်ကင်မရာထပ်ပြီးချိန်လိုက်အောင်
okay အဲ့တော့ရက်ပြန်ပြီးတော့တိုင်းကြလို့ရှိရင် logi ကအရက်နည်းနည်းလေးပေါ့နော်ပိုပြီးမြင်တယ်ဒါကလည်းသဘာဝကျပါတယ်ဘာလို့လဲဆိုတော့ logi ကနတ်ဖျားပါ god ပေါ့နော် god ဆိုမဲ့သူဇလန်းထဲမှာပဲ MCU ထဲမှာပဲအမျိုးမျိုးဖြစ်နေတာပေါ့that war မှာ Odin ကနေ logi ကိုပြောတာရှိတယ်ငါတို့က god တွေမဟုတ်ဘူးငါတို့ကရှင်သန်သူတွေလိုပဲရှင်သန်တယ်မွေးဖွားတယ်ပြီးရင်သေဆုံးတယ်ဆိုပြီးတော့ပြောတယ် god မဟုတ်ဘူးလို့ပြောတယ်နောက်ပိုင်းကျတော့လေ god of Michis တို့ god of Thunder တို့ god of Death တို့ဒီလိုမျိုးတွေအသုံးတွေရှိတယ်ဆိုတော့သူကgod of god ပဲပေါ့နော် god of god ဒါပေမဲ့ကျွန်တော်တို့အပြင်မှာတိထားတဲ့နတ်ဖျားဆိုတဲ့ god ပုံစံမျိုးမဟုတ်ပါဘူးသူတို့တွေက Asgardian ဆိုတဲ့ Asgard ဂျိုဘော်ကဂျိုသားတွေပဲပေါ့နော်သူတို့လည်းကဘာသားတွေလို့ကျွန်တော်တို့ကဘာသားတွေဒီကဘာမှာမွေးတဲ့သူတွေကိုကျတော့ human လို့ခေါ်ပြီးတော့သူတို့ကျတော့ Asgardian ပေါ့နော်အဲ့တော့ပိုကဘာသားတွေပို့ပြီးတော့ physical appearance physical ပို့ပြီးတော့ကျန်းတယ်durability ပိုကောင်းတယ်ခန္ဓာရင်ပို့ပြီးတော့ကြီးတယ်ပြီးတော့ခွန်အားဗလာပို့ပြီးတော့ကျန်းတယ်ပေါ့နော်အားကြောင့်မလို့သူကဒီကဘာသားတွေနဲ့ရှင်လိုက်ရင်တော့လက်ဖျားဖြစ်နေတဲ့သဘောပေါ့နော်အဲ့တော့သူတို့ကထွားကြိုက်မှုလည်းပို့ပြီးတော့ကြီးတယ်လို့သဘောရတယ်အားကြောင့်မလို့လို့ဆိုရင် logi ကနည်းနည်းပို့ပြီးတော့အရက်ရှည်တယ်ထွားတယ်ပေါ့နော်အဲ့လိုမျိုးခံစားရတယ်တော်တော့ကလည်းကျွန်တော်ရှင်းပြဘူးလေတော်ကြီးကတော့အစကတည်းကလူတန်ကြီးလည်းဖြစ်တယ်တကယ်ဟွာကြီး heavy လည်းဖြစ်တယ်ဆိုတော့တော်ဆိုလို့ရှိရင်လည်းအကြီးကြီးပေါ့နော်တော်နဲ့ logi နဲ့ရှင်လို့ရှိရင်တော်ကခေါင်းတစ်လုံးလောက်သာပါတယ်တော်ရဲ့ဟွာနဲ့ကျွန်တော်ဒီနေ့တော့တော်နဲ့ရှင်မပြတော့ပါဘူး okay အဲ့ဒါ black panther နဲ့ size ရှင်လို့ရှိရင် black panther ထက် logi ကပို့ပြီးတော့နည်းနည်းလေးထွားပါတယ် okay black panther ပြီးရင်လို့သူ့ကိုခေါ်လိုက်မယ်ဆိုတော့ black panther လည်း May first ပဲเนาะအခုကျွန်တော် SH Figure Captain America နဲ့ရှင်းပြပါမယ်Captain America SH Figure 2012 Adventure Assemble ရဲ့ version ဖြစ်တယ်တော့ဒီမှာလည်းရှင်းကြည့်လို့ရှိရင်လည်း logi ကနည်းနည်းခေါင်းလေးတာတယ်เนาะခေါင်းလေးနည်းနည်းလေးတာတယ်အဲ့လိုပဲဆိုတော့ကျွန်တော်စောစောပြောပြပါပဲဒီဘက်ကနက်ဖျားကြီးမလို့ပါโอเคအဲ့တော့ SH figure ထက်လည်းဒီအစကတည်းကပေါ့နော်ကျွန်တော်112တွေမှာ112 size တွေမှာ SH figure ထက် Mayfest တွေကပို့ပြီးတော့ size ကြီးလေးကြီးတာရှိပါတယ်အဲ့လိုကြီးလေးကြီးတာရှိတဲ့အပြင်မှာဒီ logi ကလည်းနဖျားဖြစ်တဲ့အတွက်ကြောင့် god ဖြစ်တဲ့အတွက်ကြောင့်သူကအရက်ပူကြီးအရက်ပူရှိရဲဆိုတော့တဘာဝကျတယ်ပေါ့နော်ဒါလက်ခံလို့ရတယ်အဲ့တော့ SH figure ထက်ကော Mayfest ထက်ကောပို့ပြီးတော့ size ကြီးရဲ့ကျွန်တော် Marvel Legend brand နဲ့ထပ်ပြီးတော့ရှင်းကြည့်အောင်ပါကျွန်တော်စီမှာအခုလောလောဆယ် Winter Soldier Marvel Legend ရှိပါတယ်ရှင်းကြည့်လိုက်လို့ရှိရင်เนาะရှင်းကြည့်လိုက်လို့ရှိရင်အရက်ကမတိမ်မယိမ့်တာမတိမ်မယိမ့်လို့ပြောရမယ်ဒါပေမဲ့ပေါ့နော်ဝင်တာဆိုကြစီးထားတဲ့ boost ကြီးကသူ့ဟိုဟာကြီးကအမြင့်ကြီးအကြီးပဲပေါ့နော် logi ကကြတော့အဲ့လောက် boost အမြင့်မစီးထားပဲကျွန်တော်ရှောက်ပြောတာပါအဲ့လိုဆိုတော့တူတူလောက်ကြာတယ်နော်မတိမ်တကယ်မတိမ်မယိမ့်မဲ့တူတူလောက်ပဲကြာတယ်အဲ့တော့ဟို Marvel Legend လိုမျိုး SH figure ကော Mayfest ရောထက် size ပေါ့နော်112အချင်းတူချင်းကို size ကြီးတာချင်းတူချင်းကိုမှတောင်မှပေါ့နော်ဒီ logi ရဲ့ size နဲ့တွားရှင်တဲ့ခါကျတော့ဒီမှာ size ကအတူတူလောက်ပဲဖြစ်တယ်ဆိုရင်တော့ logi ကအစကတည်းကဒီခေါ်ဖြစ်လို့အကောင်ပူကြီးပေးထားရဲဆိုတာတော့သိတာပါတယ်အဲ့ဒီပြင်ကျွန်တော်မနှစ်ကတော့က Marvel Legend logi တကောင်ကင်ဘူးတယ်ဒီ version မဟုတ်ဘူးဒီ version ပဲထင်တယ်ကျွန်တော် Marvel Legend က logi တကောင်ကင်ဘူးတယ်အဲ့ဒီ Marvel Legend logi ဆိုလို့ရှိရင်အကြီးကြီးပေါ့နော် SH figure ချင်းတူတူရှင်လိုက်ရင်တော့မှအဲ့ logi ကနည်းနည်းပို့ပြီးတော့အရက်ပို့ထွားတဲ့ပုံစံမျိုးဖြစ်တယ်အဲ့တော့ကျွန်တော်ပြောတဲ့ theory ပေါ့နော်ကျွန်တော်ကိုယ့်အကိုထင်ကြီးပေးထားတဲ့မပြားမှုလို့ size ကြီးပေးထားရဲဆိုတာကပို့ပြီးတော့ဖြစ်နိုင်ပါတယ်နောက်ကောင်ထပ်ပြီးတော့ရှင်းကြည့်အောင် Marvel Legend War Machine မှာခေါင်းစီပဲ War version မှာMarvel Legend War Machine ဒီကောင်နဲ့လည်းအခုဒီမှာရဲရှင်းကြည့်ရင် logi ကတော့နည်းနည်းလေးပူသွားတယ်ပေါ့နော်အဲ့တော့အကြောင်းပြချက်ကပါလဲဆိုတော့ war machine ဆိုတဲ့အတိုင်းဒီကောင်စုကြီးဝစ်ထားတာစက်ရုပ်စုကြီးဝစ်ထားတာလူထက်တော့စက်ရုပ်စုကပို့ပြီးတော့အရင်မြင့်မှာပဲပေါ့နော်ဒါကျွန်တော်ကအမြဲတမ်းအဲ့စင်ကြီးကိုသုံးထားရှိတယ်လူထက်ပို့ပြီးတော့ကြီးလိမ့်မယ်နောက်ကဒီကောင်က Marvel Legend ဖြစ်နေတယ်အစကတည်းက Marvel Legend က SH figure တွေ Mayfest တွေတက်ပို့ပြီးတော့အကောင်ကြီးတယ် size ပိုကြီးတယ်အဲ့ကိုမှသူက war machine ဖြစ်နေတဲ့အတွက်ကြောင့်ရက်ပို့ပြီးတော့ကြီးသွားတယ်ဆိုတော့ဒါဖြစ်နိုင်ပါတယ်ဒါတော့မှနည်းနည်းလေးပါပဲရှိရကောင်တွေထက်တူတာတလောက်လေးပဲရှိရပါ okay အဲ့ဒီတော့ဒါကကျွန်တော်ဒီနေ့ Mayfest logi လေးကိုเนาะကျွန်တော်စီကိုတနေ့ရောက်တယ်ကျွန်တော်မျက်လုံးမကောင်းတဲ့အတွက်ကြောင့်မျက်လုံးနာနေတဲ့အတွက်ကြောင့်ကောင်းကောင်းလေးဟို review မလုပ်နိုင်ဘူးပေါ့နော်အဲ့တော့ဒီနေ့မှာကျွန်တော်တက်တာသွားတဲ့အတွက်ကြောင့်အခုလိုမျိုး review လေးရိုက်လိုက်တာပါတော်တော်လေးလှပြီးတော့တော်တော်လေးလည်းမိုက်ပါတယ်ဒီဘက်လက်မောင်းလေးပြုတ်တက်တဲ့ error လေး battery error လေးတခုကလွဲလို့ရှိရင်အရန်မိုက်တဲ့ version လေးပါ
လဲလှပါတယ် Logi version တွေ Ace Figure ကဒီ2012 Logi version 2012 Adventure Assembly တော့က New York ကိုလာပြီးတော့တောင်းကျမ်းသွားတဲ့ Logi ရဲ့ပုံစံဘာပဲလဲကျန်ထုတ်ဖူးတယ်ပေါ့နော်အဲ့ဒီ version ဆိုရင်ရုပ်ကတိတ်ပြီးတော့မလှဘူးမချောဘူးနင်းသားနဲ့လည်းတိတ်မတူဘူးဒါပေမဲ့ဟိုကaccessory တွေတော့စုံတယ်ပေါ့နော်အဲ့ဒီ version လေးလည်းလာတော့လာတယ်ဒါပေမဲ့အဲ့ version နဲ့ဒီကောင်နဲ့ဒီ Mayfax နဲ့ရှင်လို့ရှင်တော့ဒီကောင်ကပို့ပြီးတော့မိုက်ပါတယ် Mayfax ဖြစ်တဲ့အတွက်ကိုလည်းပို့ပြီးတော့မိုက်ပါတယ်ဈေးလည်းပို့ပြီးတော့မိုက်ပါတယ်ကိတ်ပါတယ်โอเคပါအဲ့တော့ဒါကြတော့ဒီ Mayfax လေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ collection အနေနဲ့ကျွန်တော်ဝယ်ဖို့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်အားပေးပါတယ်အဲ့တော့ကျွန်တော်ကတော့ဒီကောင်ကို fit aim ပေါ့နော် FIEAI ဒီမှာအခု logo လေးမြင်ရလဲဒီ fit aim ဆိုတဲ့ page ကနေပြီးတော့ကျွန်တော်ယူလိုက်တာဖြစ်ပါတယ်အဲ့တော့ fit aim ကadmin ကလည်းအရန်သဘောကောင်းတယ်เนาะသဘောကောင်းတယ်ပြီးတော့မြန်မာနိုင်ငံကိုဆိုလို့ရှိရင်လည်းသူ cash on delivery ပေးတယ်ပြီးတော့လိုအပ်တဲ့ဟိုဟာတွေဆိုလို့ရှိရင်လည်းသူရှာပေးတယ်ပေါ့နော်လိုချင်တဲ့ကိုယ့်ရဲ့ action figure တွေဆိုလည်းသူရှာပေးတယ်သူ့ရဲ့ page လေးမှာလည်းတွားပြီးတော့အားပေးလို့ရပါတယ်ဒါက recommend ပေးတာပါအားလုံးကျေးဇူးတင်ပါတယ်